Hello အားလုံးပဲမင်္ဂလာပါဒီနေ့တစ်ခုနေ့လေးမှာထိုင်းကနေလက်ဆောင်ရောက်လာတယ်ပေါ့နော်ပါလဲဆိုရင်ကျွန်မပြမယ်နော်အရန်ပျော်တယ်ထိုင်းကနေပြီးတော့ SP ကုမ္ပဏီကနေညီမလေးမဆနာဦးကပို့ပေးလိုက်တာဖြစ်ပါတယ်ပါတယ်လဲဆိုရင်တစ်ချက်လောက်လိုက်ကြည့်ပြအောင်နော်ကျမလည်းမသိဘူးဖွင့်ကြည့်မယ်နော်အဲ့ဒါကြည့်ကြမယ်တော့ချပါမယ်SP collagen SP energy ဒါဘယ်လိုလဲတိလားဘယ်မင်းသားလဲဘယ်ဆိုလို့လဲတိကြလားကျွန်မအကြိုက်ဆုံး SP coffee ပဲဖြစ်ပါတယ်ရှင်ဒီနှစ်ခုကတော့ညီမလေးမဆနာဦးလက်ဆောင်ပေးတာပေါ့နော် SP energy ကတော့ကျွန်မဝယ်ပြီးတော့စမ်းတောက်မှာပဲဖြစ်ပါတယ်ရှင်မဆနာဦးနေ့တင်မှာပြောရှင်ပါစေ SP coffee ရော SP energy ရောဘောနော်လက်ဆောင်ပို့ပေးတဲ့အတွက်ဘောနော်အရင်ကျေးဇူးတင်တယ်မဆနာဦးပေါ်မှာဖျက်ခင်တာရွေးကောင်းချီးပေးပါစေနော်ဒီချက်မကလည်းလက်ဆောင်ထပ်ပေးနိုင်ပါစေขอบคุณค่ะมสนาอุขอบคุณค่ะW พัดโด ARG พัดโดမဆနာဦးတို့ SP ကုမ္ပဏီလေဒီထက်မကအများကြီးရောင်းရပါစေအများကြီးလည်းချမ်းသာပြီးအများကြီးအောင်မြင်ပါစေနော်